စာရေးသူဆရာကြီးမိုးကုတ်ကြော်ကြော်ဆိုကုသိုလ်ရေးသားပေးထားပါတော့စကားနေသောကလေးငယ်များအတွက်စကားတွတ်တွတ်ပြောစီမိမြမရိုးရာနီလန်၃ခုလို့မြည်ရတဲ့ကျမ်းမာရေးစီလက်ဆောင်လေးပဲဖြစ်ပါတယ်ဘဘသမီးမိဘွားပြီပြီကြာတာပေးသမီးလေးပါအဲ့ဒါသမီးလေးကိုနာမည်ရွေးပေးပါဦးဆိုပြီးမိုင်းရှူကနေနေပြည်တော်ကိုဖုန်းနဲ့လှမ်းပြောပါတယ်စိုင်းဝင်ခန်းနဲ့ပလဲဝကြီးတို့ရဲ့သမီးဦးလေးပါအဖေချောအမေချောမို့သမီးလေးမှာအလန့်နဲ့ပြည်စုံပြီးသားလို့သတ်မှတ်လိုက်ပါတယ်ပလဲဝကြီးနဲ့မြေတီတို့ဟာမြေတီနှစ်ကျော်မှနေပြည်တော်ကိုလာလဲပါတယ်ပြပြဖွေးဖွေးချောချောလေးပါစကားကလည်းအလွင့်ကိုပြောတတ်ပါတယ်ချစ်စပွဲပါဘဘပေးတဲ့နာမည်ပဲရှုမကြီးလို့ခေါ်ကြတယ်ကျောင်းနာမည်တော့မရွေးရသေးဘူးဘဘရှုမကြီးကနှစ်နှစ်ပြည့်တဲ့အထိစကားကောင်းကောင်းမပြောဘူးဘဘရဲ့ခက်အားရဲ့အဲ့နဲ့ဘဝင်းချင်းကစကားပြောစီခြင်းကြက်စီဘူးကျွေးရတယ်ဆိုလို့တမေကြက်စီဘူးတစ်ခုကျွေးလိုက်တယ်မှန်လိုက်တာဘဘရဲ့ကလေးကကြက်စီဘူးလဲစားပြီးရောပြောလိုက်တဲ့စကားနားတော်ညှိယူရတယ်အခုဘဘမြင်တဲ့အတိုင်းပဲလေအဲ့ဒီလိုပြောပြပါတယ်ဒါကမြမရိုးရာဓလေ့ရစတိသဘောလှုပ်တဲ့နေကြီးပါဒီလိုရိုးရာစတိသဘောဓလေ့တွေအများကြီးရှိကြပါတယ်ကျွန်တော်မိုးကုတ်ကြောက်ဖြာမနေစဉ်ကကိုအမြင့်မောင်မေတို့ရဲ့သမီးခင်မချိုဟာအတော်လေးကြီးတဲ့အထိစကားနေပါတယ်ဘာမှမပြောပါဘူးဒါကိုအဖွားဖြစ်တဲ့အဖွားချင်းကငါမြေဒီတိုင်းနေမယ်ဆိုရင်အားဖြစ်သွားလိမ့်မယ်ဆိုပြီးတော့ပါဇက်ကိုစတိသဘောရောက်မှနဲ့မှွေပေးပါတယ်အဲဒီလိုလဲရောက်မှနဲ့မှွေပြီးရောမြားလိုက်တဲ့စကားမြင်းဤပေါက်နေသလားမှတ်ရပါတယ်ဖွားချင်းနဲ့ကျွန်တော်ကတော့ရောက်မှရဲ့အစွမ်းကိုပြောပြီးတော့သဘောကျနေရတာပါရောက်မှနဲ့မှွေတာကရှမ်းထုံစံပါကျက်စီဘူးကျွေးတာကြတော့လူတီများဟန်ရှိပါတယ်အတိမိတ်ဆွေတယောက်ကကျွန်တော်သားစကားမပြောတာနဲ့ကျက်စီဘူးကျွေးလိုက်ပါတယ်ဗျာဒါလေးကပခုံးပေါ်တင်ထားသလားအောက်မရတယ်ပြောလိုက်တဲ့စကားဗျာနားကိုညှီးနေတာပဲအဲ့လိုပြောပူပါတယ်အမျိုးသမီးတူကြတော့ကလေးစကားမပြောရင်ဝက်မီးကိုသာဟင်းချက်ကျွေးလိုက်နားကြီးအောင်ပြောလိမ့်မယ်အဲ့ဒီလိုပြောပြပူပါတယ်စတိနီးကြီးအများကြီးရှိမှထင်ပါတယ်ဘယ်မိဘဘိုးဘွားမဆိုမိမိတို့ရဲ့သားသမီးမြင်းမြစ်လေးတွေစကားတီတီတာတာပြောတော့ကိုသဘောကျကြပါတယ်ချွင်းချက်အနေနဲ့ပေါ့ဝေးရပါစွန့်အားနေတဲ့ဆိုရင်တော့စတိသဘောလေးရမယ်မထင်ပါဘူးသူရဲ့ကံသူ့ရဲ့ဝေကျွေးဆိုတာကရှိနေသေးတာကိုဆိုလိုတာကစကားတစ်လုံးတစ်လေးသာပြောပြီးကောင်းချင်းကောင်းခါသာလုပ်လို့ရှိတဲ့စကားနဲ့တဲ့ကလေးငယ်များအတွက်သာဖြစ်ပါတယ်ကြက်ဖင်စီဘူးကိုမိုးကုတ်ဒေသကလူတွေကစွန့်ပစ်လေရှိပါတယ်ကြက်ဖင်ဆိုပြီးတော့စားလေမရှိပါဘူးကြက်စီဘူးဆိုတာကြက်ရဲ့မစင်ဆွင့်ရာစအိုးပေါက်ရဲ့အထက်မှာရှိနေပါတယ်ကြက်တကောင်ရဲ့အမိဟာအဲ့ဒီအစီဘူးမှာပေါက်တာပါအမိအောင်ကြီးကြီးကိုအဲ့ဒီအစီဘူးကထိန်းထားတာကြောင့်အာရင်အစီစွနေတဲ့နေရာကိုလူတွေကအစီဘူးလို့ခေါ်ခြင်းဖြစ်ပါတယ်ကြက်ဖင်မဟုတ်ပါဘူးတခြားစီပါအောက်ခြေကစိုးပေါက်ကိုဓာတ်နဲ့ခုတ်ပြီးဖယ်လိုက်မယ်ဆိုရင်တန်ရှင်းတဲ့အစီဘူးကိုရမှာဖြစ်ပါတယ်ငုံးစုလူမသိဆိုတာလို့ကြက်စီဘူးတမိုးရှိတာကိုတချို့ကမသိကြပါဘူးအဲဒါကြောင့်ဆွတ်ပြစ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကြောက်ဖြာရွာကလူတွေရွှေဘိုဘက်ဘုန်းကြီးပြန်သွားတဲ့ခါမှာအိမ်တေးမှာတဲပါတယ်အဲဒီမှာအပြူပေါက်ရွေဝဝတုတ်တုတ်ချောချောတန်ထေးဆိုတာပါတော့အိရှင်မိမကြီးကတန်ထေးကိုချစ်တော့ကျက်သားပကံတွေကကျက်စီဘူးကိုဇွဲနဲ့ကော်ပြီးတော့ထည့်ပေးပါတယ်တန်ထေးကလန့်သွားပြီးဇွဲနဲ့ကော်ပြီးတော့ဖြက်ကနေလွန့်ပြပါတယ်ကြက်ဖင်ကြီးကျမမစားရဲဘူးအဲ့ဒီလိုပြောပါတယ်အဲ့ဒီမှာအိရှင်ကမျက်နှာပြက်စွာနဲ့ဟဲ့တန်ထေးအဲ့ဒါကျက်စီဘူးလို့ခေါ်တယ်ကျက်ရတဲ့ကောင်လုံးမှာအားရှိဆုံးနဲ့အကောင်ဆုံးဟဲ့တန်ထေးရဟမ်အဲ့ဒီလိုပြန်ပြောပါတယ်သူတို့ဒီမှာကျက်စီဘူးကိုအမျက်တနိုးစားဟန်ရှိပေမဲ့အစားစီစားကြောင်လာတဲ့မိုးကုတ်ကလူတွေကတော့စားလိစားတာမရှိတာအမှန်ပါဒါပေမဲ့မိမိတို့ရဲ့ကလေးစကားထေအားဖြစ်နေတာတို့စကားပြောမှနှုတ်လေးနေတာတို့စကားအလွင်နေတာတို့ကြုံခဲ့မယ်ဆိုရင်တော့မိမိတို့ရဲ့ရင်တွေစကားတွေပေါက်ဖောက်သလိုပြောလောက်အောင်လို့ကျက်စီဘူးကြွေးကြည့်ကြပါလို့စေတနာနဲ့တိုက်တွန်းလိုက်ပါတယ်ချမ်းမြေကြပါစေစိုင်းမွန်ခန်းပလဲဝကြီးသမီးရှုမကြီးတို့အမှတ်တရဟုတ်ကဲ့နားဆင်သူမိတ်ဆွေတယောက်ချင်းစီတိုင်းနဲ့
စာရေးသူဆရာကြီးကိုလည်းအထူးပင်ကျေးဇူးတင်ရပါကြောင်းဟုတ်ကဲ့ပါစာအုပ်စာပေဖတ်ရှုပြီးဘဟုတုဒရှာဖွေရတာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ရှေးလူကြီးပိုးပွားမိပါဘိန်းတော်သမားတော်ကြီးများရေးသားပြုစုထားရပေးခဲ့ပါတော့ကျမ်းမာရေးစစ်လက်ဆောင်များကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ